ကျွန်တော်လေးနှစ်သားရွယ်လောက်မညီတယောက်ကိုစပိုင်ဆိုင်ရွယ်မှာလမ်းလျှောက်တဲ့ပုံစံခက်ရိုင်ချောင်းနဲ့သားမမေကသူ့ရဲ့သားငယ်မွေးလာခဲ့သူနဲ့ငါရဲ့အသက်ကွာချမှုကဝေးသွားလဲအတူတူနားထောင်တီးဆိုခဲ့တဲ့တေးသွားမနဲ့နောက်နှစ်ကြာလာခဲ့ရင်ဘာတွေဖြစ်မလဲတွေးမရခဲ့တစ်ခါမှလာကြည့်ခွဲရမယ်လို့ငါလည်းမတွေးခဲ့အတူတူမရှိရဲ့ညရင်သူတို့ဘာတွေဆွေးမလဲညီကိုရီရံမဖြစ်ဘူးလားဆိုတဲ့ဟာတွေဘေးဖက်အကိုကြီးဖားဆိုတဲ့တာဝန်တွေကြောင့်ငါရဲ့လေးတဲ့ပြောရမနေနဲ့ရောက်နေတော်ရမနေမင်းတို့ငါတို့အိမ်မထဲကရှမ်းပါလားကိုပြောကလေငါညီတို့စိတ်ကိုထိတ်မှအဖြစ်ပြောလဲရည်ပြလျက်စကြဝဠာတစ်ခွင်မြင်တွေ့ရတဲ့မညီမျှချက်ဗီဇအတွက်အတိတရားဆက်ဒီဘဝအတွက်ငါတို့တူတူရေးဆွဲထားတဲ့ကြီးကားတစ်ချက်ဘုံမြင်စတဲ့လောကတွင်နဲ့ကိုကေရမဲချိန်နဲ့တို့တူနေတို့စားချင်လာခဲ့နေဝင်နေရတဲ့ကနေရဲ့ဝေရောတဲ့ဒီပါဆိုဆိုင်စေမေးနိုင်လေရဲ့စေစပ်ချီချူနေတိုင်းစားတော့ချီပြင်းနေညမပြက်လမ်းမဆိုတဲ့ရပုံငါတို့ပြေးလွှားလျက်အချင်းချင်းညင်ပွားမိတဲ့စင်းတွေကိုလည်းမေးမရခဲ့မချင်တဲ့ဘာလဲအငယ်ကောင်ရဲ့တွေးမမနဲ့တေးသွားမဲ့ကက်ဆက်ခုလိုပုံစံနဲ့သွေးခွဲတဲ့ခွေးမဲတွေရင်မအဟုန်ထန်လဲငါပြောပြမယ်ဘယ်လိုတုံ့ပြန်မလဲတပုံစံတဲ့ညီကိုတွေဝိုင်းကပုံကန်စေစူးညောက်ခလုတ်နဲ့အခက်တွေ့လဲမယူငယ်နဲ့အတူတကွရှိနေရင်အားလုံးအပူပင်မဲ့လက်တွေတင်းကျပ်စွာဆွဲကိုင်ကအတူရှင်တွဲတို့တွေစုမိရင်စောက်ရမ်းကိုပြောင်းဆန်ခဲ့အကြညီကိုတွေနဲ့ရှင်ကြီးရဲ့ငါတို့ကပြောင်းပြန်မဲ့တကားလေးမှာတောင်းမချေနိုင်တဲ့အတွက်တောင်းမှန်တယ်ငါညီငယ်နဲ့ဦး Steven and David အပြင်ကရန်ချီလာရင်အပီပြင်းပြင်းကျွေးပြစ်ဘုံမြင်စတဲ့လောကတွင်နဲ့ကိုကေရမဲချိန်နဲ့တို့တူနေလို့စားချင်လာခဲ့နေဝင်နေရတဲ့ကနေရဲ့ဝေရောတဲ့ဒီပါဆိုဆိုင်စေရောက်မေးနိုင်လေစေစပ်